UFC က2016ခုနှစ်ရဲ့ပထမဆုံးနှစ်ဝက်အတွက်အကောင်းဆုံးဖိုက်တာ9ယောက်ကိုရွေးချယ်လိုက်ပါပြီ။နံပါတ်5မှာကတော့ကျွန်တော်တို့ရဲ့ချစ်တော် Joshua Van ပါဝင်လာတာကိုလည်းတွေ့ရပါတယ်။ Flyweight တန်းမှာတော့အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသပြီးပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့ပါတယ်။နံပါတ်4မှာကတော့ Mauricio Rubio ဖြစ်ပြီးမှအားသက်စရာလက်သီးစွမ်းရည်တွေနဲ့2026ရဲ့ထင်ရှားလာတဲ့နံပါတ်1ခုဖြစ်လာခဲ့ပါတယ်။နံပါတ်3မှာတော့ Josh Hokitt ကရက်တည်နေပြီး Heavyweight တန်းမှာဇက်တိုက်အနိုင်ယူကလူတိုင်းအာရုံစိုက်မှုကိုရရှိလာခဲ့ပါတယ်။နံပါတ်2ကတော့ Sean Strickland ပဲဖြစ်ပါတယ်။ ချန်ပီယံဖွဲ့ကိုပြန်လည်ရယူပြီးသူ့ရဲ့အဆင့်ကိုထပ်မံသက်သေပြနိုင်ခဲ့တာပါ။နံပါတ်1နေရာကိုတော့ Justin Gaethje ကသိမ်းပိုက်ထားပြီးတော့2026ရဲ့ပထမနှစ်ဝက်အတွင်းအကောင်းဆုံးစွမ်းဆောင်ရည်တွေကြောင့် UFC ရဲ့အဆုံးရွေးချယ်မှုဖြစ်လာခဲ့တာပါ။ဒီစရင်က2026ခုနှစ်ပထမ6လ Happy Award ထွက်တာဖြစ်ပြီးတစ်နှစ်လုံးရဲ့ Fight of the Year မဟုတ်သေးပါဘူးခင်ဗျာ။ဒါကတော့ UFC ကထုတ်ပြန်လိုက်တဲ့ပထမ6လရဲ့အကောင်းဆုံး Fighter စရင်ပဲဖြစ်ပါတယ်။အားလုံးပဲ UFC သတင်းနဲ့ One Championship အကြောင်းလေးတွေသိချင်ရင် page လေးကို follow လုပ်ထားခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ blog ပိုင်ရဲထက်ကရဲထက်ဖြစ်ပါတယ်။